ဒီနေ့ကတော့ဖနက်ထွန်းအောင်လည်းလုပ်ပြသွားမှာဖြစ်ပါတယ်ဇူဒီဆိုတဲ့ local brand လေးကနေပြီးတော့မှားထားတာပေါ့နော်ဇူးမထားတာကတော့2ပတ်လောက်ရှိနေပါပြီကြည့်အောင်အနီရောင်လေးချစ်စရာလေးသူ့ရဲ့အနီရောင်ကကြတော့လိုကြက်သွေးနီရောင်လို့ခေါ်လာအဲ့လိုမျိုးနီညိုရောင်လေးဘက်ကိုသွားရပေါ့နော်ဒီဒီဇိုင်းလေးကိုတော့ဇူးကအရန်ချစ်လို့ဆိုပြီးတော့စမ်းပြီးတော့မှားကြည့်ထားတာပါသူ့ရဲ့ဈေးလေးကလည်း36,500ပဲရှိရမလို့တန်တယ်လို့ပြောလို့ရရပေါ့နော်ဇူးကဒီဖနက်လေးကို Christmas photo ရိုက်ဖို့ဆိုပြီးတော့မှားလိုက်တာလုံးဝကိုမှန်သွားရဲ့တိလားဖိုတိုမှာမတက်အကြာကြီးရက်ပြီးတော့ရိုက်ခဲ့ရအောင်မလေးဒီဖက်နှက်လေးကြောင့်မို့လို့ခြေထောက်ကလေးကမနာပဲနဲ့အီလေးနဲ့စီးလို့ကောင်းခဲ့ပါတယ်ဖက်နှက်လေးကအသားကလည်းဒီလိုချောမြောင်လေးဘာသားလဲတော့ဇူလည်းမသိဘူးပေါ့နော်ဇူကတော့ဒီဖက်နှက်လေးကိုတော်တော်လေးကိုသဘောကျနေပါတယ်ပြီးတော့သူ့ရဲ့ထောက်ကလေးကလည်းအရန်ကြီးလည်းမမြင့်လုံးဘူးပုံမှန်ပဲဇူကကျတော့အရက်နဲ့ပူတယ်လို့ခံစားရတာကြောင့်မို့လို့ဖက်နှက်ဆိုလို့ရှိရင်ဒီလိုမျိုးတောက်ပါလေးတွေကိုပဲရွေးပြီးတော့စီးပစ်တယ်ပေါ့နော်ဆိုတော့ဒီဖက်နှက်လေးကတော့ဇူစီးရတာပေါ့ပပနဲ့တောက်တရှိတာကြောင့်မို့လို့ခဏစီးပြမဲ့ဖက်နှက်လေးတွေမှာတော့ပါသွားပြီပေါ့နော်ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲရှင် See you in the next video bye bye